သူမရဲ့ခန္ဓာကိုယ်ကြီးဟာသွေးရိုင်ထဲမှာလဲကျသွားပြီးပူတွေအခွေလိုက်ထွက်ခါပွဲချင်းပြီးတည်ဆုံးသွားပါတော့တယ်ခေတ်တွေစနစ်တွေပြောင်းလဲလာတာနဲ့အမျှအရင်ကဒေသတစ်ခုထဲမှာပဲစီးပွားအဖြစ်စိုက်ပျိုးခဲ့ကြတဲ့သီးနှံပင်တွေဟာအခုဆိုရင်တနိုင်ငံလုံးနှီးပါးကိုပြန့်နှံ့လာခဲ့ပါတယ်ဥပမာပြောရရင်တော့ရောဘာပင်တွေပေါ့မြောက်ပိုင်းနဲ့အရှေ့မြောက်ပိုင်းဒေသတွေမှာပါစိုက်ပျိုးလာကြပြီးတောင်ပိုင်းလောက်နီးပါးအထွက်တိုးလာတာကြောင့်အတော်လေးကိုရေပန်းစားလာခဲ့ပါတယ်။အပင်ကြီးလာရင်လည်းတိတ်ပြီးဂယူးဆိုင်စရာမလိုတော့ပါဘူး။ဒါကြောင့်လဲနှစ်ရှည်စီးပွားရေးအတွက်ရာဘာပင်တွေကိုနိုင်ငံရဲ့နေရာအနှံ့ပြားမှာစမ်းသက်စိုက်ပျိုးလာကြပါတယ်။ခိုင်းရီကိုရာဘာတော့ချစ်လိုက်အောင်မယ်နော်။မနက်စောစောချစ်မှအစေးပိုထွက်တာကွ။လွန်ခဲ့တဲ့ရက်ပိုင်းကလည်းမိုးရွာထားတော့အရင်ကမှုထွက်တတ်တဲ့နေရာတွေမှာအခုဆိုမိုးရီထွက်နေလောက်ပြီ။မင်းထမင်းဟင်းချက်ပြုတ်ပြီးမှကိုတော်လိုက်ခဲ့တော့လေကိုကျော်ကသူ့ရဲ့ချစ်စနီးကိုလှမ်းပြောလိုက်ပါတယ်ဟုတ်ကဲ့ပါကိုကျော်ရဲ့ကျမခဏလောက်ဆက်အိတ်လိုက်ဦးမယ်နော်အခုမှမနက်3 နာရီပဲရှိသေးတာ哦အေးပါဒါဆိုလဲကိုအရင်သွားနေပြီကွာပြောပြီးတာနဲ့ခေါင်းမှာတက်ထားတဲ့ဓမီရဲ့ရာဘာချစ်တဲ့ဓားရည်ကိုယူပြီးအိမ်အောက်ကိုဆင်းသွားခဲ့ပါတယ်အဲ့ဒီနောက်ပြင်ဆင်စရာရှိတာတွေကိုကိုကျော်တယောက်ပြင်ဆင်နေခဲ့ပါတယ်အဲ့ဒီအချိန်မှာမောင်မိုက်နေတဲ့ရာဘာချန်ထဲကနေရာတနေရာမှာတင်မင်းကသူ့ကိုချောင်းမြောင်းစောင့်ဆိုင်နေတယ်ဆိုတာကိုတော့သူလုံးဝမသိရှာခဲ့ပါဘူး။ကိုကျော်ဟာနဖိုးစီးဓမီရဲ့အလင်းရောင်ကိုအားပြုပြီးရာဘာတွေကိုစက်တိုက်ချစ်နေခဲ့ပါတယ်။အဲ့ဒီလိုရာဘာချစ်နေရင်းကနေသူ့ရှေ့မှာလမ်းလျှောက်နေတဲ့လူတစ်ယောက်ရဲ့အရေးကိုလှမ်းမြင်လိုက်ရပါတယ်။ဒါနဲ့သူလည်းလုံးလက်ဆကိုရက်လိုက်ပြီးအရေးမြင်လိုက်တဲ့ဘက်ကိုလှမ်းကြည့်နေခဲ့ပါတယ်။ဟာခိုင်မင်းကစက်ရိပ်အောင်မယ်ဆိုတခြားသူတွေမိုးဦးဝါမှစိုးရင်လို့လိုက်လာတာမဟုတ်လားဒါပေမဲ့ခိုင်ကဘာမှပြန်မဖြေပဲတပ်ပင်တွေကိုအမြန်ရှောင်တိန်ပြီးခတ်တုတ်တုတ်ရှောက်သွားခဲ့ပါတယ်ခိုင်မင်းဘဲတွေကိုအလောတကြီးသွားနေတာလေစကားပြောတာလည်းပြန်မပြောဘူးတကယ်ပဲမှုသွားကြည့်မလို့လားမသိဘူးဟမ်မိမတွေနားလေရလဲခတ်လိုက်တာကွာအဲ့ဒီလိုတွေးမိသွားတော့သူလဲနောက်ကနေလိုက်မသွားတော့ပါဘူးဘာလို့လဲဆိုတော့မှုတ်ထွက်တဲ့နေရာကတိတ်မဝေးလို့ပါပဲဒါပေမဲ့သူလက်အထွက်မှာတော့သူနားကိုကက်ရက်ရောက်နေတဲ့လူတစ်ယောက်ကိုရုတ်တရက်မြင်လိုက်ရတာကြောင့်လမ်းပြန်ပြီးကြက်တီးမွေးညင်းထကခေါင်းနှပန်းကြီးသွားခဲ့ပါတယ်။ဟာအမလေးဦးလေးอ่ะကျွန်တော်လက်အမီတည်တော့မှာပဲဒီလိုမောင်မဲနေတဲ့အချိန်ကြီးဘာလာလောက်တာလဲဗျမီးလည်းမထွန်းဘူးဒါပေမဲ့အမေးခံရတဲ့သူဟာပြန်မဖြေတဲ့အပြင်ပါဇက်အပြည့်ပေါက်နေတဲ့သွားချွန်ချွန်လေးတွေပေါ်လာတဲ့အထိမဲပြုံးကြီးပြုံးပြလိုက်ပါတယ်ပုံမှန်ချိန်တွေမှာမြင်နေကြရုပ်သွင်းနဲ့လုံးဝမတူတော့ပဲပါဇက်ထဲကနေတရေတွေစီးကြနေတာကတကယ့်ကိုကြောက်စရာကောင်းလာပါတယ်အရင်ကမှုံဝါးဝါဖြစ်နေတတ်တဲ့မျက်လုံးတွေကလည်းအခုတော့မဲနဲ့ပြောင်းလဲနေပြီးထူးဆန်းတဲ့အစွမ်းတက်တီတွေကိန်းအောင်နေသလိုပါပဲစားတယ်ငါဘိုက်စားတယ်ကြောက်စရာကောင်းတဲ့မျက်လုံးကြီးတွေနဲ့ကိုကြော့ကိုစိုက်ကြည့်ရင်ရေမောနေခဲ့ပါတယ်ကိုကျော်ဟာသွေးတွေပေးချနေတဲ့လက်သေးအရှည်တွေပေါက်နေတဲ့ဒီလူရဲ့လက်ကိုမြင်လိုက်ရတော့လန့်ဖြန့်ပြီးမျက်နှာကိုပြန်ကြည့်လိုက်တဲ့အခါမှာအဲ့ဒီလူဟာကြောက်စရာကောင်းတဲ့တရေကြီးတစ်ကောင်ရဲ့အသွင်ပြင်ကိုပြောင်းလဲနေခဲ့ပါတယ်။အဲ့ဒီတရေကြီးကသူ့ကိုစိုက်ကြည့်နေတဲ့မျက်လုံးတွေဟာတာမန်ထက်ပိုတဲ့အစွမ်းအင်တွေရှိနေသလိုပါပဲ။ကိုကျော်ဟာနေတိုင်းဖျားစာရွတ်နေကြဖြစ်ပေမဲ့အခုချိန်မှာတော့ဘာကာရာမှတောင်စဉ်းစားလို့မရတော့ပါဘူး။သူစီကိုတရွေ့ရွေ့တိုးလာနေတဲ့အဲ့ဒီအရာကြီးကိုနှလုံးမျိုးကြီးနဲ့စိုက်ကြည့်နေုံကလွဲလို့ဘာမှမတက်နိုင်ခဲ့ပါဘူး။အဲ့ဒီနောက်မှာတော့သူ့ရဲ့ဘိုက်နေရာမှာစူးကနေနာကျင်မှုကိုခံစားလိုက်ရပါတယ်။မျက်လုံးအပြူသားနဲ့ကြည့်နေရင်သူ့ရဲ့ဥတွေကလီစာတွေကိုဆွဲထုတ်လိုက်တာကိုမြင်လိုက်ရပြီးတတိုးတိုးခုန်နေသေးတဲ့သူ့ရဲ့နှလုံးသားကိုလက်နဲ့ဆုပ်ကင်ပြီးမြှောက်ထားတဲ့တရေကြီးကိုသူတွေ့လိုက်ရပါတယ်။အဲ့ဒီနောက်တရေကြီးဟာသူ့မျက်စိရှေ့မှာနဲ့သူ့ရဲ့နှလုံးကိုကိုက်စားလိုက်ပါတော့တယ်။ကိုကျော်ကတော့တတိလင်မင်းမျောလူနီးပါးဖြစ်နေခဲ့ပါပြီ။ညီးတွားတန်နေတဲ့အတူနှကန်းတောင်နှစ်ဖက်ကနေစီးကြလာတဲ့သွေးတန်ရဲတွေဟာအလွန်ကိုကြောက်မက်ဖွယ်ရာကောင်းလာပါတယ်။အဲ့ဒါဟာသူအသက်မထွက်ခင်လဲကြမသွားခင်လေးမှမြင်လိုက်ရတဲ့နောက်ဆုံးမြင်ကွင်းပါပဲ။သူ့ရဲ့မိန်းမဖြစ်သူခိုင်ကတော့မနက်4 နာရီလောက်ထိစက်အိမ်နေခဲ့ပြီးသူ့ရဲ့ချစ်လာစွာသောခင်မွန်းဟာလူတွေကဖုတ်ကောင်းလို့ခေါ်ကြတဲ့ဘလူးတရေကြီးရဲ့အစားအစာဖြစ်သွားပြီဆိုတာကိုလုံးဝမသိချခဲ့ပါဘူး။မနက်ဝေလီဝေလင်းမှာတော့သူမဟာအိယာကနေကမန်းကရန်ထပြီးမိဖို့ကြောင့်နဲ့ဝင်ကကောင်းချင်းပေါင်းတာ
ငပိရေကြိုတာနဲ့ဟင်းသင်းဟင်းရွက်တွေချက်ပြုတ်တာကိုပြုလုပ်နေခဲ့ပါတယ်။အိုးထဲမှာလည်းတိတ်မကြီးတဲ့ငရက်နှစ်ကောင်ရှိနေတာကြောင့်ဟင်းရွက်တွေနဲ့အတူရောပြီးပေါင်းလိုက်ပါတယ်။မနက်9 နာရီခွဲလောက်မှာတော့သမင်းဟင်းချက်ပြုတ်လို့ပြီးသွားခဲ့ပါတယ်။ဒီနေ့တော့ကိုကျော်ပြောတဲ့အတိုင်းမှုခုထဲဖို့အတွက်ဓားငယ်လေးတစ်ချောင်းနဲ့တောင်းတလုံးကိုပါယူသွားခဲ့ပါတယ်။ခြံထဲကိုရောက်တဲ့အခါမနက်တိုင်းလိုသူမခင်မအလုံးလုံးထားတဲ့လမ်းကြောင်းတွေကိုမြင်တွေ့လိုက်ရတာကြောင့်သမင်းဟင်းတွေနဲ့တောက်ရည်ကိုရောဘာခြံထဲကတဲလေးမှာသွားထားလိုက်ပါတယ်။အဲ့ဒီနောက်မို့သွားမရှာခင်ယောက်ျားဖြစ်သူကိုကျော့ကိုအရင်သွားကြည့်အောင်မယ်လို့စဉ်းစားလိုက်ပါတယ်။သူမဟာရောဘာခြံထဲကသူ့ယောက်ျားရဲ့ဓမီရောင်ကိုလိုက်ရှာကြည့်ပေမဲ့မတွေ့ရပါဘူး။ဟောကိုကျော်ဘယ်တွေများသွားနေပါလိမ့်။ဘိုင်းနာလို့တောသွားတုံနေတာလားမသိဘူး။ထားလိုက်ပါတော့လေ။ငါမှုပဲအရင်သွားရှာလိုက်တော့မယ်။တယောက်တည်းစကားပြောနေတဲ့ခိုင်ဟာသူ့ရဲ့ဓမီနဲ့အရှိဘက်ကိုလှမ်းထိုးကြည့်လိုက်တဲ့အခါမှာတော့အဲ့ဒီနေရာမှာလဲကျနေတဲ့ကိုကျော်ရဲ့ခန္ဓာကိုယ်ကြီးကိုသွားတွေ့လိုက်ရပါတယ်။ခိုင်တယောက်ရင်တွေရမ်းခုန်လာပြီးနှလုံးခုန်တန်းတွေဟာအပြင်ကိုတော့ထွက်ကြလာမတတ်ပါပဲ။မြင်နေရတဲ့အခြေအနေကကောင်းတဲ့ဘက်ကိုလုံးဝတွေးလို့မရနိုင်တော့ပါဘူး။အနားကိုတိုးသွားလေလေသွေးညီနှမ်းတွေနဲ့ဥတွေတဲကအညစ်ကြေးနှမ်းတွေဟာလှိုင်တက်လာလေလေပါပဲ။အဲ့ဒီမြင်ကွင်းကိုတေချာမြင်လိုက်ရတဲ့အခါမှာတော့ခိုင်ဟာအယူတယောက်လိုအကျယ်ကြီးအော်ဟစ်လိုက်ပါတော့တယ်။သူမရဲ့အော်တန်ကြီးဟာအနီးနားကက်ရက်မှာရှိနေတဲ့အိမ်နီးချင်းတွေစီကိုပါရောက်သွားခဲ့ပါတယ်။ရာဘာချမ်ဘက်ကခန့်ရဲ့အော်တန်ကြောင့်လူတွေလည်းလန့်ဖြန့်သွားပြီးအပြေးအလွှာရောက်လာကြပါတယ်။ခိုင်မခိုင်ဘာဖြစ်လို့လဲ။ဘာလို့ငိုနေတာလဲကွ။ဘာတွေဖြစ်လို့လဲ။ကဲပါဦးကျမယောက်ျားကိုကျော်တည်သွားပြီ။သူမဟာငိုယိုနေနဲ့ရာဘာပင်ကြီးနားမှာလဲကျတည်ဆုံးနေတဲ့ကိုကျော်ရဲ့အလောင်းစီကိုလက်ညှိုးထိုးပြလိုက်ပါတယ်။မျက်စိရှိမှမြင်လိုက်ရတဲ့မြင်ကွင်းကြောင့်ခင်နဲ့တန့်စော်တို့လည်းထိတ်ထိတ်ပြပြဖြစ်သွားကြပါတယ်။ဒီလောက်တောင်ရဲရဲဆက်ဆက်လှုပ်သွားတာဘာကောင်ကြီးပါလဲ။တန့်စော်ကရေရွတ်လိုက်ပါတယ်။ကိုကျော်ရဲ့ဘသူကများဒီလိုလှုပ်ရတာလဲအဖြစ်ဆိုးလိုက်တာ။ခိုင်ဟာဇက်တိုက်ဆိုသလိုအော်ဟစ်ငိုယိုနေပါတော့တယ်။ခိုင်မခိုင်စိတ်ကိုငြိမ်ထားပါဦး။ကိုတန့်စော်ရှင်ရွာသားတွေနဲ့တကြီးလိုင်ကိုအရင်သွားပြောကြည့်။ပြီးမှပဲလှုပ်သွားတဲ့ကောင်လိုက်ချကြတာပေါ့။ခင်ကတန့်စော်ကိုလှမ်းပြောလိုက်ပါတယ်။ဖုတ်ကောင်ပဲအဲ့ဒါဖုတ်ကောင်ဖြစ်ရမယ်ခင်ရေ။နင်ကြည်စမ်းပါဦး။ငါယောက်ျားရဲ့ကလေးစားတွေမရှိတော့ဘူး။ဘိုက်ကြီးလည်းပွင့်ထွက်နေတာပဲ။တန့်စော်ဟာထိတ်လန့်တကြားနဲ့ရွာထဲကိုပြေးသွားခဲ့ပါတယ်။တိတ်မကြခင်မှာပဲတန့်စော်ဟာတကြီးလိုင်နဲ့အနီးနားကရွာသားတွေကိုခေါ်ပြီးပြန်ရောက်လာခဲ့ပါတယ်။ဘယ်အချိန်ကဖြစ်သွားတာလဲခိုင်။တကြီးလိုင်ကမေးလိုက်ပါတယ်။ဘယ်အချိန်ကဖြစ်သွားမှန်းကျွန်မလည်းမသိဘူး။ကိုကျော်ကအရင်လာနေတာလေ။ကျွန်မထမင်းချက်ပြီးမှလိုက်လာတာ။ကိုကျော်ကမနက်3 နာရီကတည်းကထွက်လာတာ။အေးကြားလို့ပြောရအောင်လဲကြားချေရလုံးဝမတွေ့ရဘူးလေ။ပြီးတော့ကြားတာဆိုရင်စွဲသွားတော့ပြီပေါ့။အခုကကလီစာတွေကိုပဲစားသွားတာဆိုတော့ဖုတ်ကောင်ဖြစ်ဖို့တေချာတလောက်ပဲ။တန်တရားဝင်စရာတော့မလိုတော့ပါဘူးလေ။ဖုတ်ကောင်အဲ့ဒါဖုတ်ကောင်တေချာတယ်တကြီးရဲ့ကိုကျော်အရန်ကြောက်နေခဲ့မှာပဲနော်။ပြောရေးဆိုရင်ခိုင်ဟာတနာစရာကောင်းတော့အောင်ငိုယိုနေခဲ့ပါတယ်။မနက်မိုးလင်းတဲ့အချိန်မှာတော့အာနာပိုင်တွေရောက်ရှိလာခဲ့ပါတယ်။အဲ့ဒီနောက်ကိုကျော်ရဲ့အလောင်းကိုစစ်ဆေးကြပါတယ်။ပြီးတဲ့အခါမှာတော့ကိုကျော်ဟာဘာအမျိုးအစားမှမသိရတဲ့တော်ရန်တရိတ်ဆန်တစ်ကောင်ကိုက်ခံရလို့တည်သွားတာဖြစ်နိုင်ကြောင်းကောက်ချက်ချသွားကြပါတယ်။ဒီလိုအလွယ်တကူကောက်ချက်ချသွားတာဟာတောကြိုတောင်ကြားကလူတွေရဲ့အသက်ကဒီလောက်လေးပဲတန်မိုးရှိတာလားလို့မေးခွန်းမေးစရာဖြစ်ခဲ့ပါတယ်။ကိုကျော်ရဲ့နာရေးကိုတော့ဖြစ်တယ်လို့ပဲကျင်းပလိုက်ရပြီးနှညတီတီဖုန်ကြီးပင်ကတရားနာပြီးတဲ့နောက်မှာတော့မိတကြိုလိုက်ကြပါတယ်။မိုးဆိုးအောင်ဒါကဘာကောင်ရဲ့လက်ချက်လို့ထင်လဲ။တကြီးလိုင်ဟာတာမန်လူတွေထက်တရိတ်ဆန်တွေရဲ့တက်ဖြတ်ပုံတွေကိုပိုသိတဲ့မိုးဆိုးအောင်ရဲ့အမြင်ကိုစမ်းသပ်တဲ့အနေနဲ့မေးမြန်းလိုက်ပါတယ်။တခြားကောင်တော့လုံးဝမဖြစ်နိုင်ဘူးတကြီးရဲ့ဖုတ်ကောင်ကလွဲလို့ပေါ့။မိုးဆိုးအောင်ကသူကိုယ်တိုင်လဲဖုတ်ကောင်လို့ပဲထင်ကြောင်းပြောလိုက်ပါတယ်။အဲ့ဒါဆိုရင်ငါတို့ရွာတွေကဘသူ့ကိုဖုတ်ကောင်ဖြစ်နိုင်ခြေရှိတယ်လို့မင်းထင်လဲ။ဒီဖုတ်ကောင်လို့စုံလို့ဆိုတာကလူတွေနဲ့မျက်လုံးချင်းမစုံရဲဘူး။ပြီးတော့ဘသူနဲ့မှလည်းရောရောနှောနှောမနေတတ်ကြဘူးတဲ့။နောက်တစ်ခုကအဲ့ဒီလူတွေကပယောဂလိုက်စားပြီးဂါရမန်နန်တွေတက်ကြတယ်လေ။မင်းပြောပုံဆိုပုံထောက်ရင်တော့အဖိုးဖိုးထူးကိုပြောချင်တာလား။ကျွန်တော်ကသူ့ကိုဆွဆွဲတာတော့မဟုတ်ပါဘူးတကြီးရဲ့။ဒါပေမဲ့အဲ့ဒီအချက်တွေနဲ့ကိုက်နေတာဆိုလို့သူတယောက်ပဲရှိတာလေ။
ဒါပေမဲ့အဘိုးဖိုးထုကအဲ့ဒီလိုနေလာတာကြာပြီလေသူကဘသူနဲ့မှမပတ်သက်တယ်လို့သူ့ကိုလည်းဘသူမှမပတ်သက်ကြဘူးတခါတလေဆို9000သူအသက်ရှင်နေသေးတယ်ဆိုတာမေ့နေတတ်တယ်ဘာဖြစ်လို့မြန်အခုမှဖုတ်ခေါင်ဖြစ်လာရတာလဲပြီးတော့အရင်တုန်းကဘာလို့ဘသူ့ကိုမှမစားခဲ့တာလဲဝတ်တို့ခွေးတို့ကြက်တို့တောင်ပျောက်ဟူးတာမှမဟုတ်တာသူအခုမှဖုတ်ကောင်ဖြစ်တာလဲဖြစ်နိုင်တာပဲဘသူသိမှလဲကြည့်ရတာတာမန်ဖုတ်ကောင်တော့ဟုတ်ပုံမရဘူးအဲ့ဒီလိုဆိုရင်တော့မင်းကိုပဲမျက်ခြေမပြတ်စောင့်ကြည့်ခိုင်းရတော့မှာပဲသဘောတူညီမှုရသွားတဲ့အခါမှာတော့မုတ်ဆိုးအောင်ဟာအဘိုးဖိုးထုရဲ့အပြုမှုတွေကိုချောင်းမြောင်းကြည့်ရှုဖို့ကင်းသမားတွေကိုစီစဉ်ပါတော့တယ်နေကင်းဘက်မှာ2ယောက်တွဲနဲ့9နာရီစီစောင့်ကြည့်ရပြီးညဘက်မှာတော့သူ့ပါဝင်9ယောက်6ယောက်လောက်စောင့်ကြည့်ကြပါတယ်ဒါပေမဲ့အဘိုးဖိုးထုကတော့ဘယ်ကိုမှသွားဖို့မရပါဘူးတနေ့ဝါခုတ်လိုက်နှီးဖြာလိုက်နဲ့တခါတလေချင်းတောင်းတွေရက်နေတတ်ပါတယ်ဘယ်သူဘာလာရက်ခိုင်းနေဆိုတဲ့ပုံမူတည်တာပေါ့ဘယ်သူမှလာမခိုင်းရင်လည်းတောထဲကဝါးတွေခုတ်လာပြီးပုံမှန်တိုင်းရက်စရာရှိတာလှုပ်စရာရှိတာတွေကိုလုပ်နေတတ်ပါတယ်ဘာလို့လဲဆိုတော့သူ့အိမ်ပက်လယ်မှာလဲဝါးမျိုးစုံလှတဲ့ဝါးပင်တွေကဝင်းရံနေလို့ပါပဲတခါလေတော့လဲဟင်းချက်စားဖို့ထင်ပါရဲ့ဟင်းသီးဟင်းရွက်တွေခူတာမြစ်တူးတာတွေကိုမြင်ရတတ်ပါတယ်ဒါပေမဲ့လူတိုင်းကသူ့ကိုစောင့်ကြည့်နေချိန်မှာတကယ်ဖုတ်ကောင်အစ်စ်ကရောက်လာခဲ့ပါတယ်လူတွေအကုန်လုံးအလုံးရှုံနေတာကိုမြင်တော့သူကခိုးပြုံးလိုက်ပြီးပြန်သွားခဲ့ပါတယ်ည8 နာရီလောက်မှာတော့ရွာလေကောင်ကနေအော်တန်ကြီးထွက်ပေါ်လာခဲ့ပါတယ်မုတ်ဆိုးမစပယ်တယောက်ဗိုက်ရမ်းနာနေတာကြောင့်အစွမ်းကုန်အောင်ချပေမဲ့ဇီးပြူသီးအချင်းပေါင်းစားထားတဲ့အချိန်ကြောင့်ဆက်ပြီးမခံနိုင်တော့ပါဘူး။အိုကွယ်ဇီးပြူသီးတွေအစွမ်းပြနေပြီ။အများကြီးမစားခဲ့သင့်ဘူး။ပြောရင်းနဲ့ဘိုက်ကိုဖိထားလိုက်ပါတယ်။အိမ်သားကအိမ်နဲ့ခဝေးဝေးနေရာမှာစောက်ထားတာပါ။ဘာလို့လဲဆိုတော့ကျင်းတူးထားတဲ့အိမ်သားဖြစ်တာကြောင့်အနမ်းသက်တွေအိမ်ကိုအလွယ်တကူရောက်မလာအောင်ပါ။အဲ့ဒီအချိန်မှာပဲခွေးတွေကလည်းကြောက်စရာကောင်းလောက်အောင်အတန်ပြိုင်ဥနေကြပါတယ်။ဒီခွေးတွေကဘာလို့ဒီလောက်တောင်ဥနေရတာလဲလူကပို့ပြီးတော့ကြောက်လာပြီစပယ်ကစိတ်တူတူနဲ့ညီးတွားလိုက်ပါတယ်ဟိုးဒုက္ခဖြေတဲ့အခန်းလို့ခေါ်တာတကယ်မှန်တာပဲတကယ်ကိုဒုက္ခတွေကင်းဝေးသွားတာပဲစပယ်ကအိမ်သာတက်နေရင်နဲ့အိမ်သာကိုချီမွန်ကန်ဖွင့်နေခဲ့ပါတယ်စပယ်ဟာကိစ္စဝိစ္စပြီးလို့အပြင်ထွက်လာတဲ့အခါမှာတော့မောင်ရိပ်ထဲမှာရက်နေတဲ့လူတစ်ယောက်ကိုရုတ်တရက်မြင်လိုက်ရပါတယ်ဟင်အဲ့ဒါဘာလို့လဲသူမရင်းနီးရှိနေတဲ့မျက်နှာတစ်ခုကသွေးတွေပေးချန်နေပြီးသူမစီကိုခြေလန်း3လမ်းလောက်တရွေ့ရွေ့တိုးလာပါတယ်။ဒါကိုမြင်တော့လန့်သွားတဲ့စပယ်လေးမလာနဲ့အနားမလာနဲ့နော်အဘိုးဖိုးထုဟုတ်ပါတယ်အခုချိန်မှာသူမမြင်နေရတာကအဘိုးဖိုးထုပါပဲ။သူ့ရဲ့မျက်နှာကပုံမှန်ချိန်တွေမှာတော့ကြောက်စရာကောင်းနေခဲ့တာပါ။အခုလိုခြုံထက်တဲ့အဆွဲတွေလက်သေးတွေနဲ့သွေးတန်တရေရဲနဲ့မြင်လိုက်ရတဲ့အချိန်မှာတော့အစာပေါင်းများစွာပိုပြီးကြောက်စရာကောင်းနေပါတော့တယ်။မလာနဲ့နော်ကြောက်တယ်ကျမကြောက်တယ်သူမဟာအဘိုးဖိုးတို့ရဲ့နာမည်ကိုအော်ဟစ်လိုက်တဲ့အတန်ဟာအမောင်ထဲမှာပဲ့တင်ထွက်သွားပြီးအနီးနားကအိမ်ကြီးချင်းတွေအတိုင်းသားကြားလိုက်ရပါတယ်ဒါပေမဲ့ညဘက်ဖြစ်တာကြောင့်ရောရွာတွေကသတင်းတွေကြောင့်မှလူတွေကမလာရဲကြပါဘူးအဲဒီနောက်မှာတော့စပယ်ဟာနာကျင်စွာနဲ့စူးစူးဝါဝါအော်ဟစ်လိုက်ပါတော့တယ်ပြီးတော့ဖန်ဆင်းထားတဲ့အဘိုးဖိုးတို့ရဲ့ခန္ဓာကိုယ်ဟာသူ့ရဲ့မူလရုပ်သွင်းကိုပြန်ပြောင်းသွားပါတော့တယ်စပယ်ရဲ့မျက်လုံးတွေကလည်းကိုကြော့လိုပဲပြူးကျယ်နေခဲ့ပါတယ်။သူမရဲ့ခန္ဓာကိုယ်ကြီးဟာသွေးရိုင်ထဲမှာလဲကျသွားပြီးဥတွေအခွေလိုက်ထွက်ခါပွဲချင်းပြီးတည်ဆုံးသွားပါတော့တယ်။နောက်တစ်နေ့မနက်ရောက်တော့ညကအော်တန်ကိုကြားလိုက်ရတဲ့သူတွေဟာစိုးရိမ်စိတ်နဲ့အပြေးလွှာလာကြည့်ကြပါတယ်။အိမ်ရှိကိုရောက်လာကြတဲ့ရွာသားတွေလည်းစပယ်ကိုအိမ်ရှိကနေအော်ဟစ်ပြီးခေါ်ကြည့်ကြပါတယ်။စပယ်ဟေးစပယ်အိမ်ထဲကတိတ်ဆိတ်နေပြီးဘယ်သူမှပြန်မထူးပါဘူး။ဒီလိုလို့ဟာနှလုံးနှစ်ယောက်ကမိန်းမသားတွေဆိုတော့အိတ်ခမ်းနဲ့ဝင်ကြည့်လိုက်ပါလားငါတို့ကယောက်ျားတွေဆိုတော့တိတ်တော့မသိတော့ဘူးဟာသူတို့နှစ်ယောက်ရဲ့ဇနီးတွေကသဘောတူကြောင်းခေါင်းချိန်ပြလိုက်ကြပါတယ်အဲ့ဒီနောက်လေကားပေါ်ကိုအတူတူတက်သွားကြပါတယ်စပက်အိမ်ရဲ့တကားကလည်းဂျက်မချထားတာကိုသူတို့တွေ့လိုက်ရပါတယ်ညီအရင်ဝင်ကြည့်လိုက်လေဟဲ့ဟင်းအန်ဒီကအသက်ပိုကြီးတာဆိုတော့အရင်ဝင်တင်တာပေါ့မဟုတ်ရင်လည်းအတူတူဝင်ကြတာပေါ့လေအပေါ်မှာဘယ်သူမှမရှိဘူးဟဲ့အောက်ဆင်းပြီးအိမ်ဘက်လေမှာရှာကြည့်ကြရအောင်စပက်ကိုအိမ်ပေါ်မှာမတွေ့တာကြောင့်အိမ်အောက်ကိုပြန်ဆင်းခဲ့ကြပါတယ်အားလုံးအတူတူလိုက်ရှာကြရင်အိမ်သာနားတော်မရောက်သေးခင်မှာပဲအလွန်ဆက်ဆုပ်ရွံရှာပွဲကောင်းတဲ့မြင်ကွင်းကိုတွေ့လိုက်ရပါတော့တယ်စပက်ရဲ့ခန္ဓာကိုယ်ကြီးဟာသွေးရိုင်ထဲမှာတေဆုံးနေပါတယ်မျက်လုံးကြီးတွေပြူပြီးကြောက်လန့်နေတဲ့မျက်နှာကြီးနဲ့တေဆုံးနေတဲ့စပက်ကိုမြင်တော့သူတို့အားလုံးသွေးပြတ်သွားကြပါတယ်အဲ့ဒီနောက်
တကြီးကိုအကြောင်းကြားလိုက်ကြပါတယ်တိတ်မကြခင်မှာပဲတကြီးလိုင်အပါဝင်ရွာသားတွေအကုန်လုံးရောက်လာကြပါတယ်မင်းကမင်းတို့တွေဘာကြားလိုက်ရတယ်ဆိုတာပြောပြကြပါဦးတကြီးကစပက်ရဲ့အိမ်နီးနားချင်းတွေကိုမေးလိုက်ပါတယ်သူကအဘိုးဘိုးတို့ရဲ့နာမည်ကိုအော်ခေါ်လိုက်တာကျမကြားလိုက်ရတယ်ဟုတ်တယ်ကျမတို့လည်းကြားလိုက်ရတယ်ငါတွေးထားတာတကယ်ကိုမလွဲဘူးပဲလာငါတို့သွားပြီးအဲ့ဒီဖုတ်ကောင်ကိုဖမ်းကြမယ်လူတိုင်းကဓားတွေလက်နက်တွေကင်ဆောင်ပြီးတကြီးလိုင်နောက်ကိုလိုက်လာကြပါတယ်အဲ့ဒီနောက်မှာတော့အဘိုးဖိုးထုကိုချောင်းကြည့်နေတဲ့အဖွဲ့နဲ့ကွက်တီတိုးပါတော့တယ်ဟာတကြီးလက်နက်တွေအပြည့်စုံနဲ့ဘယ်သွားမလို့လဲဗျဟိုဖုတ်ကောင်အိုကြီးကိုသွားရှင်းမလို့ပေါ့မင်းညကမင်းတို့တွေအိတ်နေကြတာလားအဲ့ဒါကြောင့် तू ထွက်သွားပြီးစပက်ကိုသွားစားတာပေါ့ကွာစပက်ကိုဖုတ်ကောင်စားသွားတယ်ဟုတ်လားတကြီးကျွန်တော်တို့၄ယောက်လုံးမအိပ်ဖဲစောင့်နေခဲ့ကြတာအဘိုးဖိုးထုဘယ်ကိုမှမသွားပါဘူးဗျဟေ့ကောင်အဲ့ဒါဘလို့လို့ဖြစ်နိုင်မှာလဲရွာသားတွေကစပယ်ကအဘိုးဖိုးထုလို့အော်နေတာကြားလိုက်တာကိုဟုတ်တယ်ကျွန်တော်တို့အကုန်လုံးနှီးပါကြားလိုက်ရတယ်စပယ်ကအဘိုးဖိုးထုရဲ့ကျမကိုဘာမှမလုပ်ပါနဲ့လို့တောင်းပန်နေတာလေဒါပေမဲ့ဘလို့မှတောင်းပန်နားမထောင်မနဲ့စပယ်ကိုအိမ်သာရှိမှတေတဲ့ထိတက်ပြစ်ခဲ့တာလေကဲမင်းတို့ကြားတယ်မလားဒါပေမဲ့ကျွန်တော်တို့၄ယောက်ရဲ့မျက်လုံး၈လုံးနဲ့အသေးချာစောင့်ကြည့်ခဲ့တာပါအဘိုးဖိုးထုကိုအပြစ်တင်မယ်ဆိုရင်ကျွန်တော်တို့ကသူ့ဘက်ကနေတက်တည်လိုက်ပေးဖို့အစင်းသိမှာပဲသူ့မှာအပြစ်မရှိဘူးဆိုတော့တက်တည်ပြရမှာပါဟေးဖိုးထုမင်းမမလဲအခုထွက်ခဲ့စမ်းမင်းမထွက်လာရင်မင်းအိမ်ကိုငါအခုချက်ချင်းမီးရှို့ပြစ်မယ်တကြီးကျိမ်းမောင်းရင်အဖိုးဖိုးထုကိုလှမ်းခေါ်လိုက်ပါတယ်ဘာဖြစ်လို့လဲတကြီးရဲ့ဘာကိစ္စရှိလို့ကျုပ်အိမ်ကိုမီးရှို့မယ်လို့ပြောနေရတာလဲခမလာပြီးဟန်ဆောင်နေတဲ့ဥဖိုးထုခမအဖေစီကနေပယောဂပညာတွေအမွေဆက်ခံထားတယ်ဆိုတာလူတိုင်းသိနေတာပဲခမလွဲပြီးဘသူကများဖုတ်ကောင်ဖြစ်နေဦးမှာလဲဟုတ်ပါတယ်ကျုပ်ကကျုပ်အဖေစီကနေအမွေဆက်ခံထားတာမှန်ပါတယ်ဒါပေမဲ့ကျုပ်ကဖုတ်ကောင်ပါလို့ပြီးတော့ဖုတ်ကောင်စားလို့တည်သွားတာပါလို့ဘယ်သူကများတက်တည်ပြနိုင်လို့လဲဒါပေမဲ့စပယ်မတည်ခင်မှာခမနာမည်ကိုအော်ခေါ်သွားရဆိုတာရွာသားတွေကတက်တည်ပြနေတယ်လေခမမဟုတ်ရင်ဘသူဖြစ်ဦးမှာလဲဖုတ်ကောင်ဆိုတာပယောဂပညာတက်တဲ့သူတွေပဲလေသူကရွာသားတွေအထင်လွဲအောင်ကျုပ်ပုံစံဖန်ဆင်းတာလဲဖြစ်မှာပေါ့ပြီးတော့ဒီရွာမှာပယောဂပညာတက်တာကျုံနဲ့ခမရပဲရှိတာအော်မဟုတ်သေးဘူးမဟုတ်ဆိုးအောင်လည်းရှိသေးတာပဲကျုပ်တို့၃ယောက်ပဲတန်တရားဖြစ်เสียရှိတာလေခမရမှာဘာသက်တည်မှမရှိပဲနဲ့ဘာလို့ကျုပ်ကိုအတင်းအဓမ္မဆွဆွဲနေရတာလဲဒါမှမဟုတ်ခမရလှုပ်ထားတဲ့အယုဒ္ဓမာအလုပ်တွေကိုဖုံးကွယ်ခြင်းလို့လားဒီဖုတ်ကောင်တော့လွန်လာပြီဒီလိုဆိုရင်တော့ခမရပါဇက်ကသွေးထောက်အောင်လုံးမရတော့မယ်တကြီးလိုင်ဟာပြောပြီးတာနဲ့အဘိုးဖိုးထုကိုထိုးကျိတ်ကန်ကြောက်ဖို့လုပ်ခဲ့ပါတယ်ဒါပေမဲ့သူ့ကိုလာဆောင်ကြည့်တဲ့ရွာသားလေးယောက်ကအဘိုးဖိုးထုဘက်ကနေဝိုင်းပြီးတက်တည်လိုက်ပေးကြပါတယ်ဘာလို့လဲဆိုတော့အဖိုးဟာပုံမှန်တိုင်းပဲနေထိုင်နေတာကိုသူတို့မြင်တွေ့ရလို့ပါပဲအေးပါငါ့ကိုလာဆောင်ကြည့်ပေးပြီးငါဘက်ကနေတက်တည်လိုက်ပေးတဲ့မင်းတို့အားလုံးကိုကျေးဇူးတင်ပါတယ်ကွာငါ့ကို3ရက်လောက်တော့အချိန်ပေးပါခမရမလုံနိုင်ရင်ဘယ်လိုလုပ်မလဲတကြီးလိုင်ကရေမောလှောင်ပြောင်လိုက်ပါတယ်အဲ့ဒီချိန်ကျရင်ကျုပ်ကဘာမှလုပ်เสียမလို့တော့ပါဘူးဘာလို့လဲဆိုတော့ကျုပ်ကသူ့ကိုစစ်ကြင်ညာလိုက်ကြတဲ့ကသူ့ရဲ့ရန်သူဖြစ်သွားပြီလေအဲ့ဒီချိန်ကျရင်သူလည်းကျုပ်ကိုချမ်းသာပေးမှာမဟုတ်ဘူးအဲ့ဒီကျရင်တော့အဲ့ဒီဖုတ်ကောင်ကတကယ်တမ်းဘာတူလဲဆိုတာအားလုံးမျက်မြင်တွေ့ရမှာပါအဘိုးဘိုးတို့ကတကြီးကိုပြန်လဲခြေပလိုက်ပါတယ်ဟုတ်ပြီလေကောင်းပြီအဲ့ဒါဆိုရင်တော့ငါတို့ပြန်ကြမယ်ပြောပြီးတာနဲ့တကြီးကသူ့ရဲ့ရွာသားတွေကိုခေါ်ပြီးပြန်လှည့်ထွက်သွားပါတယ်ဒါပေမဲ့ဘိုးဘိုးတို့ဘက်ကတက်တည်လိုက်ပေးမဲ့၄ယောက်ကတော့ကြံခဲ့ပါတယ်ဟစ်ကောင်လေးမင်းတို့ကဘာလို့မပြန်သေးတာလဲငါမင်းတို့စားပြစ်မှာမကြောက်ဘူးလားအဘိုးဘိုးတို့ကသူတို့ကိုလှမ်းပြီးနောက်လိုက်ပါတယ်မကြောက်တော့ပါဘူးအဘိုးရမကြောက်တဲ့ပြင်ကျွန်တော်တို့ကတကြီးတိုင်းကိုပါတန်တရားဝင်နေတာသူ့ပုံစံကတစ်မျိုးပဲအဘိုးကိုအတင်းဝင်ခံခိုင်းနေတယ်လို့ပဲဒါတွေမကသေးဘူးကျွန်တော်တို့ကအဘိုးဘက်ကနေတက်တည်လိုက်ပေးမယ်ဆိုတော့ကျွန်တော်တို့ကပါဒေါသထွက်နေသေးတယ်အေးဒီလိုကိစ္စမျိုးကိုငါထုတ်ပြောရင်တိတ်မကောင်းပါဘူးကွာမင်းတို့ဘာသာစောင့်ကြည့်ကြပေါ့အရေးကြီးတာက तू ကငါပုံစံဖန်ဆင်းလာမှသိကြတယ်မင်းတို့၄ယောက်အဲ့ဒါကိုယူပြီးခါမှပတ်ထားလိုက်သူ့ကိုတွေ့ရင်ဝင်ခုတ်လိုက်မင်းတို့ရဲ့အသားရည်နဲ့ထိရင် तू နာကျင်သွားလိမ့်မယ်ပြီးတော့နောက်တစ်ခုကငါအစ်စ်လားအထုလားဆိုတာသိချင်ပေါင်ကြားကနေပြန်ငုံပြီးကြည့်လိုက်ကြကွာကျွန်တော်တို့၄ယောက်လုံးအဘိုးကိုရမ်းကျေးဇူးတင်ပါတယ်ကျွန်တော်တို့သွားလိုက်ပါဦးမယ်ဗျာအဲ့ဒါနဲ့သူတို့၄ယောက်ဟာအဘိုးဖိုးတို့အိမ်ကနေရွာထဲကိုပြန်လာခဲ့ကြပါတယ်ရွာထဲကိုရောက်တဲ့အခါမှာတော့တကြီးလိုင်ရဲ့အိမ်ဝန်းထဲမှာရွာသားတွေစုဝေးနေတာကိုတွေ့လိုက်ရတာကြောင့်ဝင်ကြည့်ဖို့ဆုံးဖြတ်လိုက်ကြပါတယ်
တကြီးလိုက်လဲသူတို့ကိုမြင်သွားတာနဲ့မင်းတို့ကဟိုဖိုးထုရဲ့အဖွဲကမဟုတ်လားငါအိမ်ထဲကိုဘာလာလောက်ကြရလဲအဲ့ဒီလိုမဟုတ်ပါဘူးတကြီးရဲ့ကျွန်တော်တို့၄ယောက်ပြောခဲ့တာကသူ့ကိုအပြင်ထွက်တာမတွေးလိုက်ရဘူးလို့ပြောတာပါဒါပေမဲ့စောစောကကျွန်တော်တို့၃ယောက်ဆွေးနွေးတိုင်ပင်ကြည့်တော့ကျွန်တော်တို့ကိုသူကပျောကားနဲ့ပြူစားထားတာများလားလို့တွေးမိလို့ပါအော်အခုမှညံပြေးသွားတာလားကဲဘလို့ပဲဖြစ်ဖြစ်မင်းတို့ကလည်းငါသားမြေးတွေလိုပါပဲကဲငါတို့ဆက်ပြီးအစည်းအဝေးလုပ်ကြမယ်ငါတို့တွေကင်းသမားတွေချထားမယ်ဒါပေမဲ့မင်းတို့၄ယောက်ကတော့ရွာအစုံကိုပို့မယ်နောက်တစ်ယောက်ကရွာထိပ်မှာနေငါကတော့ရွာလဲကောင်းမှနေမယ်သဘောတူပြီဆိုရင်ငါတို့9ယောက်အဖွဲ့ကအရင်စမယ်ငါတို့ပြီးရင်နောက်ထပ်9ယောက်အဖွဲ့မယ်အဲ့နောက်ထပ်9ယောက်ကိုတော့မုံစိုးအောင်ကဥဆောင်ပေါ့နော်နေဝင်ပြီဆိုတာနဲ့မင်းတို့၄ယောက်ကငါအိမ်ကိုလာခဲ့ကြအခုတော့ဒါပဲအစည်းအဝေးကပြီးပြီရွာသားတွေအကုန်လုံးလူစုခွဲပြီးစပယ်ရဲ့အလောင်းကိုမိတကြိုဖို့သွားကြပါတယ်စပယ်မှာဆွေမျိုးသားချင်းလည်းမရှိတာကြောင့်ရွာသားတွေကပဲနောက်ထပ်အလောင်းတစ်လောင်းအတွက်နာရေးကိစ္စကိုဖြစ်တယ်လို့ဝိုင်းဝန်းလှုံ့ဆော်ပေးခဲ့ကြပါတယ်ချိန်ထားတဲ့အချိန်ကိုရောက်လာတဲ့အခါမှာတော့သူတို့၄ယောက်ဟာတကြီးလိုင်စီကိုသွားကြပါတယ်ပြီးတဲ့အခါမှာတော့သူတို့9ယောက်စလုံးသတ်မှတ်ထားတဲ့နေရာအသီးသီးကိုသွားနေကြပါတယ်ပဝန်းကျင်တစ်ခုလုံးတိတ်ဆိတ်ငြိမ်သက်နေပြီးအမောင်တို့ကလွှမ်းမိုးနေပါတယ်ဘာလို့လဲဆိုတော့လူတိုင်းကအစောကြီးကလေးကအိမ်တကားတွေပိတ်ပြီးအိပ်ယာဝင်နေကြလို့ပါပဲရုတ်တရက်အဲ့ဒီတိတ်ဆိတ်နေတဲ့ကြားကနေခွေးဥတန်တွေထွက်ပေါ်လာပြီးအဲ့ဒီအတန်ဟာတဖြည်းဖြည်းနီးကပ်လာနေပါတယ်ကိုထွန်းဖုတ်ကောင်လာနေပြီထင်တယ်ငါလည်းတုံးလိုက်အားလိုက်တာကွာအဘိုးဂါရမန်းထားတဲ့ကြည်စံတောင်းဖို့မေ့သွားတယ်မင်းကိုတော့မပြောချင်ဘူးငါလည်းမေ့သွားတာငါတို့တွေအတလွတ်လာခဲ့ရတာကိုဝမ်းသာနေတာဖုတ်ကောင်ကိုနှိမ်နှင်းဖို့တော့မေ့သွားကြတာပဲဟေးသူနီးလာနေပြီထင်တယ်ဘယ်လိုလုပ်ကြမလဲဘယ်လိုလုပ်ရမလဲပြေးတာပေါ့မင်းအဖေကလာပြီးဦးလေးဆွဲထုတ်တာကိုစောင့်နေမလို့လားသူတို့နှစ်ယောက်ဟာအသက်လူပြီးပြေးဖို့ဆုံးဖြတ်လိုက်ကြပါတယ်ရဲတန်ကြီးကလည်းသူတို့နောက်ကနေလိုက်လာပါတယ်အရက်9ပေလောက်ရှိတဲ့သွေးတန်တရဲရဲနဲ့တရဲကြီးဟာရဲမောအော်ဟေရင်သူတို့နောက်ကိုအပြေးလိုက်လာတာပါတရဲကြီးရဲ့ကြောက်စရာကောင်းတဲ့ရဲတန်ကြီးဟာသူတို့နှစ်ယောက်ရဲ့ဝင်းကျင်ကိုခန္ဓာကိုယ်ထဲကနေဆွဲထုတ်ပြစ်လိုက်တယ်လို့မျိုးပါပဲပုတ်ဟောင်းနေတဲ့အနံကြီးကလည်းပိုဆိုးလာပေမဲ့သူတို့နှစ်ယောက်ကလုံးဝမရရဲကြပါဘူးလှဲ့တော်မကြည့်ရဲပဲတောထဲကိုရန်တမ်းပြေးဝင်သွားကြပါတယ်တရဲကြီးကလည်းသူတို့နောက်ကိုထက်ချက်မကွာလိုက်နေခဲ့ပါတယ်ညကလည်းမှောင်နေပြီးဘာမှမမြင်ရတာကြောင့်မို့တနေရာရောက်မှတော့သူတို့နှစ်ယောက်ဟာတစ်မြစ်တစ်ခုနဲ့တိုက်မိသွားပြီးလဲကျသွားပါတော့တယ်အချိန်နဲ့လဲကျသွားတာကြောင့်မို့သူတို့နှစ်ယောက်ဟာတော်တော်နဲ့ပြန်မထနိုင်ကြပါဘူးအဲ့ဒီအချိန်မှာပဲသူတို့နှစ်ယောက်လဲကျသွားတဲ့နေရာကိုဖုတ်ကောင်ဘရင်ကြီးရောက်လာပြီးအောင်နိုင်သူတယောက်လိုရေမောလိုက်ပါတယ်ဟုတ်တယ်ဟဲ့မင်းတို့ထင်တာမှန်တယ်ငါကဖုတ်ကောင်ပဲငါလူတွေကိုတက်ပြီးဖိုးထုကိုပြစ်ပုံချလိုက်တာလေသူကမှတတ်မှတ်ချက်တွေနဲ့ကိုက်ညီနေတာကိုဘာဖြစ်လို့လဲကွာခဏနေမင်းတို့နှစ်ယောက်ကိုစားပြီးရင်မင်းတို့ရဲ့အလောင်းတွေကိုသူ့အိမ်ထဲမှာတွားပစ်လိုက်မယ်ပြီးရင်ရွာသားတွေကိုခေါ်ပြီးသူတို့ကိုတွားရှင်းပစ်မယ်အဲ့ဒီခါကျရင်တော့ဖိုးထုတယောက်ရွာသားတွေရဲ့မီးရှို့တာကိုခံရတော့မှာပေါ့တကြီးတစ်ဖြစ်လဲဖုတ်ကောင်ကြီးဟာသူ့ရဲ့အစီအစဉ်ကိုသဘောကျဟန်နဲ့အားရပါရရေမောနေခဲ့ပါတယ်မိခဲလိုရဲရဲတောက်နေတဲ့သူ့ရဲ့မျက်လုံးကြီးတွေဟာတဖြည်းဖြည်းနီးကပ်လာပြီးသားကောင်ကိုတတ်လို့ရတဲ့အကွာဝေးကိုရောက်လာပါတယ်သူဟာလက်သေးတွေကိုမြောက်ကသူတို့နှစ်ယောက်ကိုတတ်ဖို့ရွယ်လိုက်ပါတယ်လက်သေးတွေဝေယမ်းလိုက်တဲ့အချိန်မှာပဲရုတ်တရက်ပိန်ပိန်ပါးပါးအရေးတစ်ခုဝင်လာပြီးတကြီးလိုက်ဖုတ်ကောင်ရဲ့မျက်နှာကိုဖျန်းကနေအားကုန်လှမ်းရိုက်လိုက်ပါတယ်သူရိုင်ထွက်သွားတဲ့အချိန်မှာပဲအဖိုးဖိုးထုကသူတို့နှစ်ယောက်ရဲ့လက်ကိုဆွဲထုတ်ပြီးအသက်လူကပြေးပါတော့တယ်တိတ်မဝေးတဲ့သူ့အိမ်ကိုဥတီပြီးပြေးလာပေမဲ့လည်းပြီဆိုတဲ့အတန်ကြီးနဲ့တူအဖိုးဖိုးထုရဲ့အော်တန်ကြီးထွက်ပေါ်လာခဲ့ပါတယ်အဖိုးဖိုးဘလို့နေသေးလဲငါဘာမှမဖြစ်ပါဘူးကျောကိုနည်းနည်းရှက်ထိသွားတာပါဘာမှမဖြစ်ပါဘူးမင်းတို့နှစ်ယောက်မြန်သွားဟိုနှကောင်ကငါအိမ်မှာစောင့်နေပြီသူတို့နှစ်ယောက်လည်းသူတို့အချင်းချင်းဆက်ပြီးတိုက်ခိုက်ဖို့ထားခဲ့ကအသက်လူပြေးကြပါတော့တယ်မဲကြီးနဲ့စင်ပေါက်ကတော့ရွာအစုံကနေခွေးအောင်တန်းတွေစကြခဲ့တဲ့ကအဖိုးဖိုးတို့စီကိုပြေးလာခဲ့ကြတာပါအခုချိန်မှာတော့သူတို့နှစ်ယောက်ဟာဖျားစင်ရှိတဲ့အခန်းထဲမှာထိုင်ဆောင်နေကြပါတယ်ဒါပေမဲ့ပူဇော်ထားတာကအန်ဂျင်စရာကောင်းလောင်အနံဆိုးတွေထွက်နေတဲ့အသားပုတ်တွေဖြစ်နေပါတယ်ဒါပေမဲ့လည်းမနဲ့အောင်ဤတီးခံထားရပါတယ်ဒီနေရာကကလပ်ပန်းထဲမှာထက်မြက်လှတဲ့ဓာတ်တလက်လဲတောက်ပနေပါတယ်သူတို့၄ယောက်စလုံးမြင်တွေ့ရတဲ့မြင်ကွင်းကြောင့်အန်အော်မင်တက်နေတော့မှာပဲတကားကိုစက်တိုက်ခောက်နေတဲ့အတန်ကြီးထွက်ပေါ်လာပြီးတကားကိုဆွဲဖွင့်လိုက်ပါတော့တယ်ဖုတ်ကောင်ပြင်ကြီးနှစ်ကောင်ရဲ့ခန္ဓာကိုယ်ဟာတဲအိမ်လေးရှိမှမမမတ်ရက်နေပါတယ်အယူ၄ယောက်ကိုအစားအစာအဖြစ်လှည့်စားနိုင်ခဲ့လို့သူတို့ဟာသဘောကျစွာနဲ့ရေမောနေကြပါတယ်တကယ်တော့တကြီးလိုင်ရောအဖိုးဖိုးတို့နှစ်ယောက်စလုံးဟာဖုတ်ကောင်ကြီးတွေဖြစ်နေကြတာပါမင်းကတကယ်ညံကောင်းတာပဲတကြီးလိုင်ကဟာမင်းကလည်းငါ့ကိုလာမြောက်မနေပါနဲ့ကွာငါတို့ကညံရင်တူတူပါပဲ
ကဲမင်းဘယ်ကောင်ကိုအရင်စားမလဲရွေးလိုက်လေအဲ့ဒီလိုလားဒါဆိုရင်ငါအခုမှရောက်လာတဲ့နှစ်ကောင်ကိုပဲရွေးတယ်ကြံတဲ့နှစ်ကောင်ကိုတော့မင်းယူလိုက်မကောင်းဆိုးကနှစ်ကောင်ဟာသူတို့နဲ့ရင်ဆိုင်ဖို့လက်နက်ရှာနေတဲ့လူ၄ယောက်စီကိုခြေ၃လှမ်းလောက်တရွေ့ရွေ့တိုးလာပါတယ်အခန်းထဲမှာပိတ်မိနေတဲ့သူတို့၄ယောက်လည်းကြောက်လန့်တကြားနဲ့ဘာလို့ရမှန်းမသိအောင်ဖြစ်နေကြပါတယ်အဲ့ဒီအချိန်မှာကိုထွန်းဟာကလပ်ဘန်းထဲကဓာတ်ကိုယူပြီးတိုက်ခိုက်ဖို့ဟန်ပြင်လိုက်ပါတယ်ဒါပေမဲ့မဲကြီးကတော့ကျမ်းပြင်မှာမီးလင်းနေတဲ့ရေနံစီမီးခွက်ကိုမြင်လိုက်ပါတယ်ကိုထွန်းကဓာတ်နဲ့လှမ်းခုတ်လိုက်ပါတယ်ဓာတ်ကလက်မောင်းကိုပဲရှက်ထိသွားပေမဲ့ဒီဓာတ်ကအဖိုးဖိုးတူးဖုတ်ကောင်ရဲ့သွေးကိုထွက်စေနိုင်တာကြောင့်နာကျင်စွာနဲ့အော်ဟစ်လိုက်ပါတယ်ဘာလို့လဲဆိုတော့အဲ့ဒီဓာတ်ကသူကိုယ်တိုင်ဂါရာမန်းထားတဲ့ဓာတ်ဖြစ်နေလို့ပါပဲပဝန်းကျင်အခြေအနေကိုလူတိုင်းသတိမထားမိခင်မှာပဲမဲကြီးကရေနံစီမီးခွက်ကိုဆွဲယူလိုက်ပါတယ်အဲ့ဒီနောက်မီးစာနဲ့မီးလောင်နေတဲ့အပေါ်ပိုင်းကိုဆွဲဖြုတ်လိုက်ပါတယ်ကိုထွန်းဟိုဘက်ကပြတင်းပေါက်ကိုမြင်မြန်ရှောင်လိုက်သူ့အတန်ဆုံးတာနဲ့ကိုထွန်းကခေါင်းကိုရှောင်လိုက်ပြီးမီးခွက်စီကရေနံစီတွေဖုတ်ကောင်နှစ်ကောင်ရဲ့ကိုယ်ပေါ်ကိုပတ်လိုက်ပါတယ်ပြီးတော့နောက်လက်တစ်ဖက်မှာကင်ထားတဲ့မီးစာကိုပစ်ထည့်လိုက်ပါတယ်မီးတောက်တွေကဖုတ်ကောင်နှစ်ကောင်ရဲ့တကိုယ်လုံးကိုချက်ချင်းဝါမြူသွားပါတော့တယ်သူတို့ဟာအော်ဟစ်ပြီးကာကွယ်နေပေမဲ့လည်းဘာမှမထူးကြတော့ပါဘူးဘလောက်ပဲအစွမ်းထက်တဲ့ဂါရာတွေပဲရှိဓာတ်ခုတ်လှန်ထိုးမခံရပေမဲ့လည်းမီးကိုတော့အရှုံးပေးလိုက်ရပါတယ်တဲအိမ်လေးကိုမီးကအလင်းမြန်လောင်ကျွမ်းသွားပါတယ်အချိန်ဟုန်နဲ့လောင်ကျွမ်းနေတဲ့မီးကိုတွေကြောင့်ပဲသူတို့၄ယောက်လုံးမီးကိုမှုန်လာပါတယ်လေကလည်းတိုက်နေတော့မီးတောက်တွေဟာပိုပြီးအလင်းအမြန်လောင်ကျွမ်းလာပါတယ်မဲကြီးနဲ့စင်ပေါက်တို့ကအဲ့ဒီတဲအိမ်လေးတွေကိုအရင်ရောက်နေတာဆိုတော့ထွက်ပြေးရမယ့်လမ်းကိုသိနေပါတယ်သူတို့၄ယောက်စလုံးအပြင်ကိုရုံထွက်လာနိုင်ခဲ့ပါတယ်မီးကအကုန်လုံးကိုဝါမြူသွားခဲ့ပြီးမကောင်းဆိုးဝါးဖုတ်ကောင်နှစ်ကောင်လည်းမီးလောင်ကျွမ်းသွားပါတော့တယ်သူတို့၄ယောက်လည်းအဲ့ဒီနေရာကနေထွက်သွားကြပြီးမနေ့မိုးလင်းမှာပဲပြန်လာခဲ့ကြပါတယ်အိမ်ရဲ့ပြပုံတွေကြားထဲမှာတော့အယိုးစုနှစ်စုကိုတွေ့လိုက်ရပါတော့တယ်ဇလန်လေးကဒီမှာရင်ပြီးဆုံးသွားပါပြီခင်ဗျာအဆုံးထိနားဆင်ပေးကြသူအားလုံးကိုအထူးပင်ကျေးဇူးတင်ရှိပါတယ်